ပြည်သူပေါင်းတို့ခင်ဗျာယနေ့ဟဲဗီဒီယိုရိုက်ကူးရေးမှာရိုက်ကူးတင်ဆက်ပေးမိအလှတော်မှတ်တမ်းမှာတော့ရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးမြို့မလေးရှားဝိုင်အုပ်စုငကမောက်တောင်မိုင်းသေးအရှင်အုတ်တလာဤသာသနာပြုတော်တော်၌တကူကြီးဖျားစီရီတော်များဖူးမြော်မြင်တွေ့ရမှာပဲဖြစ်ပါတယ်ခင်ဗျာငကမောက်တောင်သာသနာပြုအောင်မြေမှာဖျားစီရီတော်များတည်ထားပူဇော်ကြီးညိုကြသလိုယနေ့မှလည်းအာဟာရတိတ်တိအောင်စိုးစားကြောင်းဆောင်တဲ့အားတရားဖြူစင်စွာဖြင့်လူရန်ကြသောအလူရှင်မိသားစုတို့မှာတော့ရန်ကုန်မြို့နေအလူတိုင်ရဲကဦးတောင်းထွန်းစနီအလူတိုင်ရဲကမှာဒေါ်သိန်းတွေတို့ကိုရည်စူး၍ဒေါက်ခေမိမိတာမောင်ကောင်းစီသူစနီဒေါက်တာကေတီဆိုမြည်လီမဲရည်ရီလေးလက်ကောရွှေဖူအားသေးစားတော့ကုန်လုံးငယ်မိသားစုတို့မှာမတီလူရန်ကြသောမှတ်တမ်းများကိုယခုလိုဒေတွေ့ရမှာပဲဖြစ်ပါတယ်ခင်ဗျာအာဟာရတိတ်တိအောင်ကျောင်းဆောင်တိတ်ကိုအားသေးစားတော့ကုန်လုံးငယ်မိသားစုတို့မှာစောက်လို့လူရန်ရာတွင်အောင်ပါသေးစောက်လို့ရင်မှာဦးတန်းစိုးလင်ဇနီးတော်တန်းတန်းရီတမီမျက်စုကိုင်းတာမောင်မြဲလင်းစီသူမိသားစုတို့မှာဆောက်လုပ်မှုအပိုင်းကိုအောင်ပါသေးဆောက်လုပ်ရင်းမှာကုသိုလ်ယူဆောက်လုပ်လူရင်းခဲ့ကြပါတယ်ခင်ဗျာShe
ခန္ဓာမနှမျောမတွန့်တူဒီလိုအလူစဘူးရှာလို့ပြောလိုက်ချင်မေလားကြည်ကြစမ်းပါဗျာအလူရန်တွေခင်းကျင်းထားတာအယုတ်လာမြမရွေကျွေးမွေးတာလည်းမြင်မှာမနောဖြူစင်စိတ်တရာတွေထပ်တန်လို့သာနှလုံးလာတဲ့စနီးမောင်နှံစိတ်စင်နာကောင်းတဲ့ဟောဒီအလူမျိုးပါတာတို့ခေါ်ကြပါနတ်မြမဗျာတို့သိတယ်လူကြီးပါဝင်းပါကြည်လေးပြောရွှင်နေတော့တာအမခန်းစရာသူစေတနာတရားများကချင်းမအလောက်စရာစေတနာရင်ငယ်နေတာပေးကန်းစွန့်ကြတော့လေအပြုံးလေးနဲ့လူနေတော့တာအလူမလေးရေဒီအလူမျိုးမရှိဘူးကြွားလိုက်ကွယ်တာတို့ခေါ်ကြပါနဲ့ပြမတကြတို့သိတဲ့အလူကြီးစေတနာကောင်းတဲ့ကိုလူတကားလေးရာကုံနာခန္ဓာမနှမျောမတွန့်တူဒီလိုအလူစဘူးရှာလို့ပြောလိုက်ချင်မေလားကြည်ကြစမ်းပါဗျာအလူရန်တွေခင်းကျင်းထားတာအယုတ်လာမြမရွေကျွေးမွေးတာလည်းမြင်မှာမနောဖြူစင်စိတ်တရာတွေထပ်တန်လို့သာနှလုံးလာတဲ့စနီးမောင်နှံစိတ်စင်နာကောင်းတဲ့ဟောဒီအလူမျိုးပါတာတို့ခေါ်ကြပါနတ်မြမဗျာတို့သိတယ်လူကြီးပါဝင်းပါကြည်လေးပြောရွှင်နေတော့တာအမခန်းစရာသူစေတနာတရားများကချင်းမအလောက်စရာစေတနာရင်ငယ်နေတာပေးကန်းစွန့်ကြတော့လေအပြုံးလေးနဲ့လူနေတော့တာအလူမလေးရေဒီအလူမျိုးမရှိဘူးကြွားလိုက်ကွယ်တာတို့ခေါ်ကြပါနဲ့ပြမတကြတို့သိတယ်လူကြီးဒီကနေ့ဒီအလူတကာနိဗ္ဗာန်စုကိုတောင်းစရာမလိုတော့ပါဒီကနေ့လူတဲ့အလူမနဲ့လူချမ်းသာပြည့်စုံရအောင်ပါဒီကနေ့ဒီအလူတကာနိဗ္ဗာန်စုကိုတောင်းစရာမလိုတော့ပါဒီကနေ့လူတဲ့အလူမနဲ့လူချမ်းသာပြည့်စုံရအောင်ပါရှစ်ပါပရိခယဆုံးလင်းစွာဖြင့်ညာတကာမိတ်ပေါင်းဖိ၍ကျွေးမွေးခံလာဒီလူကြီးနော်ရှစ်ပါပရိခယဆုံးလင်းစွာဖြင့်ညာတကာမိတ်ပေါင်းဖိ၍ကျွေးမွေးခံလာ တကယ်မောက်တောင်ဤအဟာရအသိတိအောင်စောစာကျောင်းဆောင်သည်ရေစက်ကြလူတော်မင်္ဂလာအခမ်းအနားသို့မြို့နယ်ဆရာတော်များမှကြွားရောက်ကြီးမြင့်ခြင်းကိုလည်းကုမြော်ရမှာဖြစ်ပါတယ်ခင်ဗျာ
ရှင်နေအာဟာရသိတိအောင်စောစားចောင်းဆောင်တဲ့ရေစက်ချမင်္ဂလာအခမ်းအနားသို့ကြွားရောက်ချင်းမြင်ကြသောမြို့နယ်တန်ခါနိုင်ကဆရာတော်ကြီးများထံမှအလူရှင်နဲ့အပိတ်သက်အပေါင်းတို့မှသီလတရားခံယူစောင့်တည်နေမှုကိုလည်းယခုလိုမြင်တွေ့ရမှာဖြစ်ပါတယ်ခင်ဗျာတရားတန်ခါယရဏမြတ်သူမတော်ဟာသရဝိတုလက်ဆုံးမိုး၍ရှင်ကိုပူဇော်ဘုညော်မန်းလျှောရောကြသောတက္ကသခရဝပဏမကောင်းမှုကုသကစေနယင်းယခုအလူရှင်များပြကြသောသောကေမိမိသားကိုကောင်းစီသူသမိမိုက်ဒီလေးနဲ့သောတာကေတိဆိုအာသေသာတော်ကိုလုံးကမိသားစုများနဲ့ဥဒ္ဒဆိုလင်းသောတန်တိုင်းအောင်ပါစေသောလိုမိသားစုပေါင်းသူတော်ကောင်းတို့ကအာရသိတိသောသာကြောင်းစွာသူရန်ပွဲခါကာလသမယ၌မြတ်မှုသောသံဃာတော်ရှင်သူများတို့အားဆွမ်းဆိုင်သောဓာတဘာဝတို့သုစုတို့ကိုသူရန်ဆက်ကအခြေပြုသောဒါနကောင်းမှုကုသကံစေနာတရဏဂုံသုံးပါးနှင့်တကွာအင်္ဂါ၅ပါးနဲ့ပြည်စုံသောသီလတော်များတို့ကိုခံစောင့်ကြခြင်းပြုသောသီလကောင်းမှုကုသကံစေနာသီလသဘာဝပညာဆိုင်တို့ရရှိခြင်းရရှိပြီးသောရာဟုကိုလည်းစိတ်ဥစ္စာနောက်ကာလ၌နေချဘေးတိုင်းရမခသေဘဝစတဲ့ကိလေသာဘုံသာလေးပြီးပြီးဒုရုနဲ့မေဖို့နိဗ္ဗာန်ကိုရရွယ်ရောက်ွယ်နိုင်ကြသောသူတော်ကောင်းများဖြစ်ရပါစေအာမတိဣတရေနသဟာမိနုဂံကရဝါသီလံဒေသမေပန္တိသတိယံပိမာပန္တိဣတရေနသပိသသီလံဓမ္မယာသာမိနုဂံကရဝါသီလံဒေသမေပန္တိနမောတတ္တဘဂဝတောရတောသမ္မာသမ္ဗုဒ္ဓတ္တအတ္တိယံပိသက္ကသရဏဂစ္ဆာမိသီကရဏဓမ္မနာဝိဘောဂအဒေနာဒါနဝိရမိသိက္ခာပလံဝါဒဝိရမိသိက္ခာပလံမာတိယမိသ
နာကုသိုလ်ကောင်းမှုဒါနသီလဘာဝနာစာရှိပြီးတော့နာမမေ့မလျော့ဘောကောမစားကောင်းမြတ်သောသီတရားဖြင့်သမ္မာတိထကိုယ်စီကိုယ်ကပြည့်စုံကြိုးကိုအားထုတ်ကြဘုံတော်အမှန်ပါလေတဲ့ဘွားအားလုံးတော်တရားတော်ကြတဲ့ပြိဿဘောဘလောကောတို့ကိုယ်ကြမှာကျစိတ်ချမ်းသာခြင်းကိုဖြစ်ပါလေတို့ဟာမြတ်စွာဘုရားဟောကြားတော်မူသောမေတ္တာတော်မြတ်တရားတော်ဘုရားကိုယ်တရားကိုယ်နာကိုယ်တော်များမြို့ဘွားတရေတော်မူကြပါတော်သို့ဆရာတော်တန်တော်ရှင်မြတ်တို့များသမန္တာသက္ကဝါလေသူအတ္တရာသစ္စာသူဒေဝနာသောကနာသမတဝနာကာလောယံပတ္တနာသမတဝနာကာလောယံပတ္တနာသောရတောသမဏဗုဒ္ဓတာနမောတတဘဂဝါတော်ရတောသမဏဗုဒ္ဓတာတော်ရတေတိဝမတ္တတိတော်ဒုက္ခသူရိသုတ်တော်သဘာဝကိစိနပတ္တတိယန္တသန္တပရပိသမေသာတေကောဥစုဇသုစုဇသုဇောသတဝရဏတိမာနိအာမရောပရဏိကောဗေဒနာတိမြေတာကရစီနာခေစီဓာရောသနာပရိကတိညာနိယမေသဒုက္ခမိတ်ဆေယဘာဒါယရဏိယမုဒ္ဒမောဇာယကမုဒ္ဒလူရေပါဝေအပိမာနာဝိတေသသဗ္ဗလောကသမေမာနသာပါဝေအပိမာနာဩဒာနောသတိတိသဟသမ္မာဒဝိဒမေတောဧကံကရေအတေယဗမမေတံဝိယရမိတမောသွေကာနောဘဂဝတာဓမ္မောအာနိတိကောအာကာတိကောအိမတိကောဟောပါနေကောပစ္စတဝရိယမောဝိတုယိအတ္တလောကတာဧဝံဘုက္ခံကရဏနာဓမ္မတဂသဖိခောယေဝသံမိကတဝလောပန္တောနာယတတိဓာရောဝိကံဝပိလေသာသောသမနာဘောသုရဏတတောအဘဂောတုသုပိနာအာကတာဘုရားဒုက္ခဝေနဝိနာသမေတု အလူရှင်မှာအလူငယ်စက်တဲ့အလူကြီးတွေဒီနာပါဘုရားအားပါလေ။နောက်ဆုံးစီးပြီးဖြစ်ဖြစ်။ဟောပါတော့။ကိုရရဒီဘက်လေ။ဒါတော့ကိုဒီနေ့ဒေါကမင်းမိသားကိုကောင်းစီသူသမီးမိုက်ဒီလင်းလက်ဒေါက်တာကေဒီစိုးအာသစ္စာတော်စောတော်ကိုလုံငန်းမိသားစုများနဲ့ဂယုတန်ဆိုလင်းဒေါ်တန်တန်ဤအောင်ပါစေဆောက်လို့မိသားစုတို့ကနဂမောက်တော်သာနာပြုနေမြေအတွင်းမှာအာရသိတိအောင်ဆွမ်းရွာကြောင်းများဆောက်လုပ်ပြီးတော့သာနာပြုလုပ်ငန်းများဘုန်းတို့နဲ့မသိခင်အချိန်အစားပြီးဒကာကြီးဦးသန်းဆိုလဲပြုလုပ်နေတာမြတ်စွာဘုရားသာနာကိုအဓိကရည်မှန်းတာသာနာပြုလုပ်ငန်းမှာသူ့လိုက်နဲ့သူပေါ့လေတချို့သာနာပြုလုပ်ငန်းတွေကြတော့ဝိပဿနာလုပ်ငန်းပေါ့ဒါကြတော့တိုက်လဲလုပ်ငန်းပေါ့ဘလိုပဲဖြစ်ဖြစ်မြတ်စွာဘုရားသာနာကိုအောင်ပြုပြီးတော့လူတာပဲဟုတ်လားခုတခါကြီးဥဒ္ဒဆိုလင်းတို့အတေသာတော်ဆိုင်သာတော်ကိုလုပ်ငန်းမိသားစုများအောင်ပါစေဆောက်လို့မိသားစုများလူတန်းလိုက်တဲ့အဆောက်အဦတွေအကြောင်းပြုပြီးတော့ဒီအဆောက်အဦများပေါ်မှာမိတည်နေတိုင်းပြီးတော့ဟုတ်လား
ယရဏသုံးပါးတရားတရားတကယရဏသုံးပါးမှာစိကပြီးတော့တတ်စွမ်းသမျှကုသိုလ်ကောင်းမှုတွေလုံနိုင်တာလုံခွင့်ပြုတာဒါတို့တကကြီးတွေသွမ်းစားကျောင်းဆောင်တွေလူတဲ့တကကြီးတွေရဲ့ကုသိုလ်ပဲတခါလေတကကြီးတို့သိတာရှိမယ်မသိတာရှိမယ်ဒီပေါ်မှာကုသိုလ်တွေလုံနေသမျှမှန်တယ်ဗျတကကြီးတို့ကုသိုလ်ရတယ်သာနာနဲ့ပတ်သက်ပြီးတော့ဟောလားကောင်းတဲ့ကုသိုလ်ကောင်းမှုကုသိုလ်တွေလုပ်နေတာဒီပဲလေဒါတို့တကကြီးတွေတူတန်းထားတဲ့ကျောင်းဆောင်တွေပေါ်မှာပြုလုပ်နေရခြင်းဆိုတို့တကကြီးတွေလည်းပဲအမြဲတမ်းကုသိုလ်ရနေတာတဲ့သူကနိဗ္ဗတကုသိုလ်နိဗ္ဗတကုသိုလ်တွေတကကြီးတို့ကိုယ်တိုင်လည်းပဲတရဏဂုံ၃ပါးစောင့်တည်တယ်၅ပါးသီလစောင့်တည်ဒါနိဗ္ဗတကုသိုလ်ဒီပေါ်မှာလာရောက်ပြီးတော့တရားနာကြတဲ့ပုဂ္ဂိုလ်တွေတရဏဂုံစောင့်တည်တယ်သီလတွေယူတယ်ကုသိုလ်ကောင်းမှုတွေပြုတယ်အလုံးသောပြိဿများလည်းပဲနိဗ္ဗတကုသိုလ်ရသလိုတို့အစာအလူရှင်များအမြဲတမ်းရနေတာအဲ့ဒါဒီပဲနိဗ္ဗတဆိုပါမြဲတာဘလို့မြဲတာတော့သောတာပန်သတိတာနေဝတာဏိကုလာနေသောတာပန်ပုဂ္ဂိုလ်တို့လိုပဲသောတာပန်ပုဂ္ဂိုလ်ဆိုတာဘာပြောတာလဲဆိုတော့သောတာပန်ပုဂ္ဂိုလ်မျိုးတွေပေးသွားရင်ငရဲတရိစ္ဆာန်ပြိတ္တာဆိုတဲ့မကောင်းတဲ့အပယ်လေးပုံမရောက်တော့ဘူးသုဂတိဘုံဘွားလို့ခေါ်တဲ့လူပြည်နတ်ပြည်ပဲရောက်ပါတယ်အဲ့ဒါဒီပဲလေသောတာပန်သတိတာနေဝတာဏိကုလာနိအနိဗ္ဗတကုသိုလ်တွေတို့တခါကြီးဟုတ်လားဥဒ္ဒဆိုလင်းတို့ဒေါသန္တန်ကြီးတို့ဒေါကေမိမိတာကိုကောင်းစီသူတို့သမိမယီတီလင်းလဲဒေါက်တာကေတီဆိုအာတိစားတော့ပုံလုံးကမိသားစုများနဲ့အောင်ပါစေဆောက်လို့မိသားစုများအမြဲတမ်းကုသိုလ်ရနေတာပါပဲအဲ့လိုမျိုးအောင်ပြုပြီးတော့ဟုတ်လားဒီကုသိုလ်ကောင်းမှုတွေငါတို့မြတ်စွာဘုရားသာနာနဲ့တွေ့ကြုံတဲ့အခါမှာသာနာပြုလုပ်ငန်းလုပ်နေတဲ့နေရာဌာနမှာအဆောက်လို့လူရနဲ့ဖရာတွေတီးတယ်ဟောကျန်တဲ့ပုဂ္ဂိုလ်တွေတော့မသိဘူးတခါကြီးဥဒ္ဒဆုံးလည်းတော့အများအားတွေ့နေဒီကုသိုလ်ကောင်းမှုနဲ့သေသွားမယ်ဆိုရင်နိဗ္ဗတကုသိုလ်ပါပဲသောတာပန်လိုပါပဲငရဲတရိစ္ဆာန်ပြိတ္တာအတုရကယ်ဆိုတဲ့အပယ်လေးပုံမကြောက်ပဲနိဗ္ဗာန်သုဂတိလို့ခေါ်တဲ့လူချမ်းသာနတ်ချမ်းသာလူပြည်နတ်ပြည်ရောက်ပါတယ်အဲ့လူပြည်နတ်ပြည်ကနေတစင်တဲ့အဲ့ကုသိုလ်ကိုကုသိုလ်ရဲ့အထောက်အပံ့ကြောင့်သောရပန်ဖြစ်သဂရံဖြစ်အနာဂံဖြစ်သူကအဲ့လိုလေးနောက်ဆုံးယန္တာဖြစ်နောက်ဆုံးပြိဋိဘံဆံပြီးတော့နိဗ္ဗာန်ကိုရောက်ပါတယ်သူကတော့တူတူပေါ့လူရင်းပြောရရင်အားကြောင့်မလို့မြတ်စွာဘုရားနိဗ္ဗတကုသိုလ်ရှင်များဒီဟုတ်လားတန္တရာအတွက်ကိုလူတဲ့ကုသိုလ်လေးတွေအောင်ပြုနေမယ်ဆိုရင်အများအားပွားများနေမယ်ဆိုရင်ကျန်တဲ့ပုဂ္ဂိုလ်တွေလာပြီးတော့ကုသိုလ်တွေလုပ်နေတယ်ဆိုတို့တကကြီးတွေဟုတ်လားစောအလူရှင်တွေရနေတာပါပဲဒါလေးကိုပဲသံဃာနုတ္တိဘာဝနာတဲ့သံဃာနုတ္တိဘာဝနာဩငါတို့သားငကောတော်သာနာပြုဌာနမှာဟုတ်လားအစောဦးတွေစောလုပ်လွမ်းတယ်စွမ်းကြောင်းဆောင်ဆောက်လို့လူသားနဲ့ဒီစွမ်းကြောင်းဆောင်ကိုအကြောင်းပြုပြီးတော့ကုသိုလ်ကောင်းမှုတွေပြုလုပ်တယ်ကျန်တဲ့ပုဂ္ဂိုလ်တွေလည်းလုပ်ရတယ်ဆိုတော့ဒီကုသိုလ်မျိုးစုံငါတို့ရတာပဲလို့ဝမ်းမြောက်ဝမ်းသာဖြစ်ဖို့ပါပဲအဲ့စိတ်နေတာတဲ့ဘဝကုမယ်ဆိုလို့ရှိရင်နတ်ရွာသူပတိကိုရောက်နိုင်ပါတယ်ဆိုရင်မြတ်စွာဘုရားဟောပါတယ်အဲ့ဒါကြောင့်မလို့ဟုတ်လားသုံးပါတရဏဂုံ၅စုံသီလခိုင်မြဲကြပြန်စာဟိတံစွမ်းပက္ခစွမ်းနဲ့သင်္ကန်းဝါဆိုရေကံကိုလူထုံမှုတကြောင်နေရာကြောင်းဆောက်9ယောက်တို့မရောက်အပဲနတ်ရွာတဲသည်အပေမကြောက်9ယောက်ဒီဆိုပြီးတော့မြတ်စွာဘုရားတင်ကိုရောမြတ်အင်္ဂုတ္တမှာဟောကြားတော်မူခဲ့ပါတယ်ဒါကြောင့်မလို့ဒီအကျိုးတရားတွေငါတို့ရမှာပဲလို့ဝမ်းမြောက်ဝမ်းသာဖြစ်ဖို့ပါပဲတို့တခါကြီးဘောလုံးစရာတော့အာရသိတိအောင်သုံးသားကြောင်းမိကြတော့လည်းအပန်းသူဒီထဲမလုပ်တဲ့အစောင်းမှလည်းသူပါရများတယ်ဟုတ်လားဘောလုံးဆိုတော့ဟုတ်လားတင်ညာသဘောနဲ့ဒါလေးရက်ချတယ်ပေါ့ကျန်တာချအောင်ပါကျန်တာကျတော့ဘုန်းကြီးစားအောင်ပါဟုတ်လားအဲ့တော့ဘယ်လိုပဲဖြစ်ကိုလူခဲ့တဲ့ကုသိုလ်တွေကိုအောင်ပြုပြီးတော့မြတ်ဝေလဲအောင်
ဒီနေ့စပိုင်းတော့အဓိကထားပြီးတော့ရေစက်ကြအောင်ရေစက်ကခိုင်အမတတနာအာစီမဣဒံပုညဘာကံယနေ့ယခုအာရသိတိအောင်သံဃာကြောင့်လူသားစက္ကရသောဒါနကုသိုလ်သောတိယသောသီလကုသိုလ်ပေါင်းများရသောဘာဝနာကုသိုလ်ကံဤဘုဘာကဘုဆရာသမားတို့အားလက်မြတ်နာကောနတ်မောင်တို့အား၎င်းဤနကမောတော်သာနာပြုနေတွင်၌ဤသာကိုယ်ွယ်အပ်သောစေတီလုံပွားတော်ဒီဒီနာဆောင်းရှောက်၍နေကြကုန်သောနတ်မြတ်နာကောနတ်ဘောဘအား၎င်းဒီမြို့နယ်တွင်ရ၎င်းဒီနိုင်ငံတွင်ရ၎င်းနေထိုင်ရာတပည့်တော်တို့စိတ်ဝါရှာဖွေရာလုံငန်းခွင်၌ဆောက်ရှောက်၍နေကြကုန်သောလက်မြတ်နာကောလက်ပေါင်းတို့အား၎င်းအမြရ၍ကိုယ်စိတ်နှပြချမ်းသာချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်းမြတ်ဝဲအောင်အားသာယာအလုံးကျမ်းမှာချမ်းသာကြပါစေ水墨对妆，眉毛对妆，今年也面马萨，咱皮龙穿大嘴边，别被伢人围路qua，苏瑞那么当没皮袜子，看呀。水墨对妆，眉毛对妆，今年也面马萨，咱皮龙穿大嘴边，别被伢人围路qua，苏瑞那么当没皮袜子，看呀。လောက်ကန်ခွေလမ်းတွေပွင့်လန်းကြပါစေတိတ်ဆူတွေမကြမကြပေါလို့တထေးကြီးဖြစ်ပါသည်အလောက်ကန်ခွေလမ်းတွေပွင့်လန်းကြပါစေတိတ်ဆူတွေမကြမကြပေါလို့တထေးကြီးဖြစ်ပါသည်ဒီနံတွေရောင်းဝယ်ပေါက်ကဆိုင်ရတဲ့ဘာတွေပေါ်ပါစေတောင်သူဦးကြီးတို့တွေလက်ပြမငွေတီးလို့ပျော်နိုင်ကြပါစေတို့များချစ်သားတွေကြောင့်စူတောင်းလို့မြတ်တာတန်ဝေးမိမတန်လို့အေးချမ်းကြသည်ငြိမ်းချမ်းရေးပန်းပွင့်ပါသည်တို့များချစ်သားတွေကြောင့်စူတောင်းလို့မြတ်တာတန်ဝေးမိမတန်လို့အေးချမ်းကြသည်ငြိမ်းချမ်းရေးပန်းပွင့်ပါသည်ကြောသာရင်သာမခွဲကြမဲ့မင်းကောင်းမင်းမြတ်တည်ပါစေပျော်နိုင်ကြပါစေပျော်နိုင်ကြပါစေကျွန်တော်အတန်ကြားတဲ့နေ့မှာစိတ်ချမ်းသာလို့ကိုယ်ချမ်းသာလို့ပျော်နိုင်ကြပါစေ
ချမ်းသာစေဗျာဘေးပရာတွေဝေးလို့ကွာစုတွေလည်းမတောင်းပဲပြေပါစေခမညာလောကခွင်လာနေပွင့်လာကြပါစေတိတ်စုတွေမကြမ်းချပေါက်လို့တထေးကြီးဖြစ်ပါသည်လောကခွင်လာနေပွင့်လာကြပါစေတိတ်စုတွေမကြမ်းချပေါက်လို့တထေးကြီးဖြစ်ပါလေဒီနံတွေရောင်းဝဲပေါက်ကဆန်ရည်တစ်ပါးတွေပေါ်ပါစေဟိုတောင်သူကြီးတို့တွေလက်ပြမငွေပြီးလို့ပြောင်းနိုင်ကြပါစေတို့များပြသားစေကြောင်းဆူတောင်းလို့မေတ္တာတန်ဝေးဘယ်မတန်းလို့အေးချမ်းကြစေငြိမ်းချမ်းရေးပန်းပွင့်ပါစေတို့များပြသားစေကြောင်းဆူတောင်းလို့မေတ္တာတန်ဝေးဘယ်မတန်းလို့အေးချမ်းကြစေငြိမ်းချမ်းရေးပန်းပွင့်ပါစေဆိုလာရင်သာမကွဲချမဲ့မင်းကောင်းမင်းမြတ်ဒီပါစေပြောနိုင်ကြပါစေပြောနိုင်ကြပါစေကျွန်တော်အသက်ချတဲ့နေ့မှာစိတ်ချမ်းသာလို့ဘုရားမှာလို့ပြောနိုင်ကြပါစေစေရနာကောင်းတဲ့မင်းခပိုင်ရဲ့အလူတကာကြီးစေခနာတွေပြေရောပေါင်းတိအောင်ကြီးမြောင်မောင်းခက်ချင်ပါတယ်လေစေရနာတွေမြတ်မို့တောင်းမကကဘာမီတို့စัจ java လာဖြူစင်လုံးနဲ့သရတရားတွေဖြူစင်လုံးနဲ့သရတရားတွေပင်လေကြီးချသမုတ်တရားကြီးချကိုယ်စေသာသာလိမ့်မယ်လေအလူတကာကြီးအလူတကာကြီးဒီစေရနာအကျိုးပေးလို့နိဗ္ဗာန်ရွှေပြည်လမ်းနိုင်ပါစေစေရနာရောင်လေးဖြာလို့နေမိခပိုင်ရဲ့အလူအမကြီးဒီစေရနာအကျိုးပေးလို့နေရွယ်ရွှေပြည်လာနိုင်ပါစေစေရနာကောင်းငယ်မင်းခပိုင်ရဲ့အလူတကာကြီးစေကလာတွေပြေအောင်ပေါင်းတိအောင်ကြီးညာမောင်းခက်ချင်ပါလေစေရနာတွေမြတ်မို့တောင်းမကကဘာမီတို့စัจ java လာဖြူစင်လုံးနဲ့သရတရားတွေဖြူစင်လုံးနဲ့သရတရားတွေပင်လေကြီးချသမုတ်ရာကြီးချကိုယ်စေသာသာလိမ့်မယ်လေလူတကာကြီးအလူတကာကြီးဒီစေရနာအကျိုးပေးလို့နိဗ္ဗာန်ရွှေပြည်လမ်းနိုင်ပါစေ
ကြည်နူးမိတယ်အလူမကြီးရာတရားတွေဖြူဖြူခွေစေတနာတွေပန်းလူမွေနေရောင်လာရောင်စေရောင်မြရောင်ရွှေရောင်ငွေရောင်တွေထက်စေတနာရောင်လေးဖြာလို့နေမိခတ်ပိုင်ရဲ့အလူမကြီးဒီစေတနာအကျိုးပေးလို့နေရွယ်ရွှေပြည်လာနိုင်ပါစေ ဒီနေ့လူတဲ့မင်းခပိုင်ရဲ့လူတကာကြီးနိဗ္ဗာန်ရွှေပြည်လမ်းနိုင်ပါစေ ဒီနေ့အလူကြီးပြီးတဲ့မိခန့်ပိုင်ရဲ့အလူမကြီးနိဗ္ဗာန်ရွှေပြည်လန်းနိုင်ပါစေ ဒီနေ့လူတဲ့မင်းခပိုင်ရဲ့လူတကာကြီးနိဗ္ဗာန်ရွှေပြည်လမ်းနိုင်ပါစေ ဒီနေ့အလူကြီးပြီးတဲ့မိခန့်ပိုင်ရဲ့အလူမကြီးနိဗ္ဗာန်ရွှေပြည်လန်းနိုင်ပါစေ ဒီကောင်းမှုဆုစုတို့ကိုအမြပေးဝေရကြပါစေ လူနဲ့ပြမ30ပုံသားလုံးမဲ့တာတို့ပေါ်ပါစေ ဒီကောင်းမှုဆုစုတို့ကိုအမြပေးဝေရကြပါစေ လူနဲ့ပြမ30ပုံသားလုံးမဲ့တာတို့ပေါ်ပါစေ တန်မြာလေးကလွတ်ပါစေ ဘက်ကင်ဖောင်းကြီးစိတ်ပါစေ တန်မြာလေးကလွတ်ပါစေ ဘက်ကင်ဖောင်းကြီးစိတ်ပါစေဒါနသီလဘာဝနာသူတော်ကောင်းတရားပွားနိုင်ပါစေ မင်းခပိုင်ရဲ့လူတကာကြီးမင်းခပိုင်ရဲ့လူမကြီးဒီစေနာအကျိုးပေးလို့နိဗ္ဗာန်ရွှေပြည်လမ်းနိုင်ကြပါစေမင်းခပိုင်ရဲ့လူတကာကြီးမင်းခပိုင်ရဲ့လူမကြီးဒီစေနာအကျိုးပေးလို့နိဗ္ဗာန်ရွှေပြည်လမ်းနိုင်ကြပါစေ လူတော်မေလူတော်မေလူတော်မေတို့တွေ့မိတဲ့အတော်မိသားစုအတူတူတိုင်းတိုင်းမေမေကျိုးလာလို့ရှာဝေထားတာသိစိမ်ဥစ္စာရွှေဝေရတနာအစွတ်စွတ်တို့ကိုနောက်ဆုံးပဲလူမေအာရပါရလူမေလူမကြီးလူမကြီးရေကျွန်တော်တို့အလူကိုမန္တလေးကျော်မင်းမင်္ဂလာဆိုင်နဲ့ပျော်ပျော်လူမေပြောစီတီလူလူပါမယ်တရားလုံးတဲ့လုံးအားလုံးသိအောင်မောင်တီလူကြည်ညာမယ်အလူမကြီးရေပျော်ပျော်လူမေလူတော်မေလူတော်မေကျမတို့လူကြီးခဏတော့အောင်ပိတ်ပိတ်နေနေလူမေဆွေမျိုးတွေလည်းစုံစုံညီညီနှမျိုးတို့တို့ကြီးမရှိကျွေးမွေးလို့လူပေးလိုက်နေအလူတကာကြီးအလူတကာကြီးကျမတို့လူကိုမန္တလေးကျော်မီမင်္ဂလာဆိုင်နဲ့ပြောပြောလူမေပြောစီတီးလို့လူပါမေတနေ့လုံးတစ်ရွာလုံးအားလုံးသိအောင်မောင်းတီးလို့ကြီးညာမေအလူတကာကြီးပြောပြောလူမေ အလူကြီးတို့ဆိုစိတ်စေတနာတကယ်ကောင်းလို့ကျွန်တော်ရင်ထဲကပျော်ပျော်လူမေ အလူပေးမယ်ဆိုမနောစေတနာဖြူစီလုံးလို့ကျမရင်ထဲကပျော်ပျော်လူမေ အလူကြီးတို့ဆိုစိတ်စေတနာတကယ်ကောင်းလို့ကျွန်တော်ရင်ထဲကပျော်ပျော်လူမေ အလူပေးမယ်ဆိုမနောစေတနာဖြူစီလုံးလို့ကျမရင်ထဲကပျော်ပျော်လူမေ ကြီးကျယ်ခမ်းနားလာတဲ့မန္တကြီးနဲ့ပျော်ပျော်လူမေ ဒီနေရာထိုင်မှာဒီနေရာစားပါကြွေးချင်လို့ပျော်ပျော်လူမေ ကြီးကျယ်ခမ်းနားလာတဲ့မန္တကြီးနဲ့ပျော်ပျော်လူမေ ဒီနေရာထိုင်မှာဒီနေရာစားပါကြွေးချင်လို့ပျော်ပျော်လူမေ အ
အခါရင်မတကယ်ကိုကောင်းရုပ်ကလေးချောတဲ့ကြော်မင်းလေးနဲ့ကြော်ပြောလူမဲ တို့ကလေးတွေမြိတ်မြိတ်တီးစိတ်တော်ကြီးနဲ့ပျော်ပျော်လူမေ အခါရင်မတကယ်ကိုကောင်းရုပ်ကလေးချောတဲ့ကြော်မင်းလေးနဲ့ကြော်ပြောလူမဲ တို့ကလေးတွေမြိတ်မြိတ်တီးစိတ်တော်ကြီးနဲ့ပျော်ပျော်လူမေ အလိုမကြီး လူတကာကြီးဆိုင်ဆိုရင်မန္တလေးကြော်မင်းမင်္ဂလာဆိုင်နဲ့ပျော်ပျော်လူမေကျော်စီတီလိုလူပါမယ်တနေ့လုံးဒီလိုအားလုံးဒီအောင်မောင်းတီလိုကြည့်ရမယ်ဆိုင်တော်ကြီးနဲ့ပျော်ပျော်လူမေမောင်တီလူတွေဒီနေ့လူတော်ပွဲကြီးအောင်မြင်ပါပြီလူကြီးအောင်ပါပြီလူတော်ပွဲကြီးအောင်မြင်ခဲ့ပါပြီလူကြီးအောင်ပါပြီလူတော်ပွဲကြီးအောင်မြင်ခဲ့ပါပြီမဟာကြီးအောင်ပါပြီတမင်ချောင်းစိတ်တောင်းပြရကြအောင်မောင်တီလူတွေဒီနေ့လူတော်ပွဲကြီးအောင်မြင်ပါပြီပြည့်ညတာနာဘူပါကရေစက်ချမြဝေကြောင်ကြောင်သမျှသာရုခေါ်လို့ကုသိုလ်ယူသည်ဒီလိုပွဲကြီးအောင်ပါပြီမဟာပထဝီမြေကြီးတောင်းဟီသွားအောင်တည်တည်လူကြီးအောင်ပြီလူကြီးအောင်ပြီလူကြီးအောင်ပြီရွှေမိုးငွေမိုးရွာတော့ကကြည်လူပြုံးများညဝေကလိပဲထုတ်ပတ်ဖြစ်စေမည်အလူပွဲကြီးအောင်မြင်ခဲ့ပါပြီပြည့်ညတာနာဘူပါကရေစက်ချမြဝေကြောင်ကြောင်သမျှသာရုခေါ်လို့ကုသိုလ်ယူသည်ဒီလိုပွဲကြီးအောင်ပါပြီမဟာပထဝီမြေကြီးတောင်းဟီသွားအောင်တည်တည်လူကြီးအောင်ပြီလူကြီးအောင်ပြီလူကြီးအောင်ပြီရွှေမိုးငွေမိုးရွာတော့ကကြည်လူပြုံးများညဝေကလိပဲထုတ်ပတ်ဖြစ်စေမည်အလူပွဲကြီးအောင်မြင်ခဲ့ပါပြီလိပဲထုတ်ပတ်ဖြစ်စေမည်အလူပွဲကြီးအောင်မြင်ခဲ့ပါပြီလိပဲထုတ်ပတ်ဖြစ်စေမည်အလူပွဲကြီးအောင်မြင်ခဲ့ပါပြီဒီလူဖို့မှာတထွေးပေါင်းများစွာရှိကြတာသိကြပါသူတို့လည်းလူတကာကြီးတွေဖြစ်ခဲ့ကြမှာပါလူရဲဆိုတာစေတနာရှိလို့ပါတို့လူတွေအားလုံးနဲ့မှာအများနဲ့မတူတမှုထူးလို့ကောင်းတဲ့ပြောချင်တယ်ဒီလူရှင်မောင်နှံတို့မတူရင်မတူကြပါနဲ့ဗျာစေရနာတထေးကြီးပါ
ရှိကြတာသိကြပါသူတို့လည်းလူတကာကြီးတွေဖြစ်ခဲ့ကြမှာပါလူရဲဆိုတာစေတနာရှိလို့ပါတို့လူတွေအားလုံးနဲ့မှာအများနဲ့မတူတမှုထူးလို့ကောင်းတဲ့ပြောချင်တာဒီလူရှင်မောင်နှံတို့မတူရင်မတူကြပါနဲ့ဗျာစေတနာတထေးကြီးပါတထေးကြီးပါလူနေတုံးလဲအများကခေါ်ကြတာစေတနာတထေးကြီးပါအဝေးနီးဆုံးစွာလဲနေလေအောင်မြေဆောင်မကြရပါလာခဲ့ပါကြွားခဲ့ပါစေတနာတထေးကြီးရဲ့လူပါကြာရင်မကောက်ပြောင်းရင်လည်းမရှာဝေတန်တရာမရီပုံ